အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြတဲ့အကြောင်းလေးကတော့ကျွန်တော်တို့ဒီကားအကြောင်းလေးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့လက်ရှိချိန်မှာကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ဒီငလင်တန်ကြုံတွေ့ခံစားနေရတယ်ပေါ့နော်ဆိုတော့ငလင်တန်ကြုံတွေ့ခံစားနေရတယ်ဆိုတာထက်ဒီငလင်ရဲ့နောက်ဆက်တွဲဒီကိုပို့ပြီးတော့ခံစားနေရတယ်လို့ပြောမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီဆိုမှာဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တော်တော်လေးနဲ့ပဲတော်တော်လေးပဲကျွန်တော်ပြောပြမယ်ပြောမယ်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တာကတော့ဒီကျေးဇူးပြုပြီးတော့ဒီဟိုပေါ့နော်ဒီ false news တွေပေါ့နော်ဒီကိုကျွန်တော်တို့ social media ပေါ်မှာမတင်ဖို့မျက်နှာရိုက်ခံခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ false news တွေကိုတင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီကဲဒုက္ခရောက်နေတဲ့လူတွေအတွက်ပို့ပြီးတော့ဒီဒုက္ခတွေကိုရောက်စီတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအထူးသဖြင့်ဒီဟာဒီအရာတွေကိုပေါ့နော်သတင်းအမှားဖြန့်တာလေးတွေကိုကိုယ်တိုင်လည်းဒီမရှယ်မိစေဖို့ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဟုတ်ပေါ့နော်မြန်မာပြည်သူပြည်သားတွေဟာဆိုရင်ကျွန်တော်တို့ဒီသဘာဝဘေးတွေပေါ့နော်ကျွန်တော်တို့ဒီနာဂစ်တုန်းကလည်းကျွန်တော်တို့ဆိုလည်းဒါကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်နာဂစ်ပေါ့နော်နာဂစ်ပြီးသွားတော့ခါကျတော့လည်းကိုဗစ်ဒီပေါ့နော်အခက်ခဲပေါင်းအများကြီးနဲ့ကြော်ဖြတ်လာပြီးပြီနော်ဆိုတော့ကျွန်တော်တယောက်နဲ့တယောက်ကူညီဖိမပြီးတော့တယောက်နဲ့တယောက်ပေါ့နော်ကျွန်တော်တို့တွေအတူတူလက်တွဲပြီးတော့စူးစမ်းပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ဒီအတူတူနေထိုင်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ကကိုယ်တိုင် view site ပါပေါ့နော်မိကိုယ်တိုင် view site ပါမိကိုယ်တိုင် view site ကမှကျွန်တော်မိကိုယ်တိုင် view site လို့မိကိုယ်တိုင်အဆင်ပြေမှသူတစ်ပါးကိုကူညီပေးလို့ရမှာပေါ့နော်အဲ့တော့ကိုယ်တိုင်view site ကြပါလို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့ပြောချင်တယ်အထူးသဖြင့်မိကို view site ပါမိကို view site ပြီးတော့လို့မိကိုအဆင်ပြေဆိုရင်တခြားသူကိုဒါမှကူညီပေးလို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးတော့ဒီလောက်ပဲဒီအတူချုံလေးပဲပေါ့နော်ကျွန်တော်ဒီဗီဒီယိုအတူလေးပဲကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့ကိုလည်းကျမ်းမာချမ်းသာပြီးတော့ဒီပေါ့နော်ဘယ်လိုပြောမလဲကျမ်းမာချမ်းသာပြီးတော့ကျွန်တော်တို့ဒီရှေ့ဆက်မှာလည်းအရာအားလုံးအဆင်ပြေပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ခင်ဗျ